ထမမြန်မာနိုင်ငံတော်ပထမမြန်မာနိုင်ငံတော်ဟုဆိုလျင်ပကံခေတ်မှဆက်ရပါလိမ့်မည်ပြုခေတ်၏နောက်ပိုင်းအလွန်မြန်မာတက္ကရာ29ခုခရစ်နှစ်တရာ9ခုနှစ်မှခရစ်နှစ်1368ခုနှစ်တိုင်ပကံခေတ်ဟုဆိုရပါလိမ့်မည်မြန်မာတက္ကရာ29ခုတွင်နန်းတက်ခဲ့သောမဟာသမုဒ္ဒရာမင်းမှစ၍မြန်မာတက္ကရာ930ပြည့်နှစ်တွင်နန်းကျခဲ့သောစောမွန်နှင့်မင်းအထိမင်းဆက်ပေါင်း58ဆက်ဖြင့်နှစ်ပေါင်း1260နှစ်တိုင်အောင်ပကံခေတ်ရှိကြခဲ့ပါသည်ပကံမင်းဆက်58ဆက်မင်းဆက်သမုဒ္ဒရာမင်းကောဇာတက္ကရာ29နှစ်မင်းဆက်2ရတိကြောင့်ကောဇာတက္ကရာ84နှစ်မင်းဆက်3ပြူမင်းထီကောဇာတက္ကရာ89နှစ်မင်းဆက်4ထီမင်းဤကောဇာတက္ကရာ164နှစ်မင်းဆက်5ရင်မင်းပိုက်ကောဇာတက္ကရာ221နှစ်မင်းဆက်6ပိုက်တင်လဲကောဇာတက္ကရာ246နှစ်မင်းဆက်9တင်လဲကျောင်းကောဇာတက္ကရာ266နှစ်မင်းဆက်8ကြောင်တူ၍ကောဇာတက္ကရာ309နှစ်မင်းဆက်9တီထံမင်းကောဇာတက္ကရာ334နှစ်မင်းဆက်10မုခမတ်အမတ်နှစ်ကောဇာတက္ကရာ361နှစ်မင်းဆက်17သူရဲ့အမတ်3ကောဇာတက္ကရာ360နှစ်မင်းဆက်12တာရမွန်တီတန်မင်းသားကောဇာတက္ကရာ416နှစ်မင်းဆက်13တိုက်တိုင်မင်းကောဇာတက္ကရာ438နှစ်မင်းဆက်14တင်လေကြောင်ငယ်ကောဇာတက္ကရာ445နှစ်မင်းဆက်15တင်လေပိုက်ကောဇာတက္ကရာ454နှစ်မင်းဆက်16ခန်းလောင်းခဲလောင်းမင်းကောဇာတက္ကရာ469နှစ်မင်းဆက်18ခန်းတက်ခဲလက်ကောဇာတက္ကရာ489နှစ်မှန်နန်းရာဇဝင်၌ခန်းလက်မင်းဆက်18ထွန်တိုက်ကောဇာတက္ကရာ491နှစ်မင်းဆက်19ထွန်ပြစ်ကောဇာတက္ကရာ903နှစ်မင်းဆက်20ထွန်ချစ်ကောဇာတက္ကရာ920နှစ်မင်းဆက်21ပုပ္ပါစောယဟန်မင်းကောဇာတက္ကရာ935နှစ်တက္ကရာဖြူမင်းဆက်22ရွှေအုံသည်ကောဇာတက္ကရာနှစ်မင်းဆက်23ပိတ်တုံကောဇာတက္ကရာ14မင်းဆက်24ပိတ်တောင်းကောဇာတက္ကရာ20နှစ်မင်းဆက်25စောခွေကောဇာတက္ကရာ80နှစ်မင်းဆက်26မြင်းကျွေးကောဇာတက္ကရာ88မင်းဆက်29တိန်ခဲကောဇာတက္ကရာ88မှန်နန်းရာဇဝင်၌တိန်ခါမင်းဆက်28တိန်ခွန်ကောဇာတက္ကရာ16မှန်နန်းရာဇဝင်၌တိန်စွန်မင်းဆက်29ရွှေလောင်းကောဇာတက္ကရာ6မင်းဆက်30ထွန်တွင်မင်းကောဇာတက္ကရာ15မင်းဆက်30ရွှေမောက်ကောဇာတက္ကရာ24မင်းဆက်32ထွန်လက်ကောဇာတက္ကရာ48မှန်နန်းရာဇဝင်၌မွန်လက်မင်းဆက်33စောခင်နှင့်ကောဇာတက္ကရာ64မင်းဆက်34ခဲလူမင်းကောဇာတက္ကရာ9မင်းဆက်35ပြင်းပြမင်းကောဇာတက္ကရာ208ပကံတီမင်းဆက်36တနတ်မင်းကောဇာတက္ကရာ220မင်းဆက်38စလီငခွေကောဇာတက္ကရာ238မင်းခွေချီမင်းဆက်38တိန်ခုမင်းကောဇာတက္ကရာ263မင်းဆက်39တောင်သူကြီးမင်းကောဇာတက္ကရာ289ညောင်ဦးစောရဟန်မင်းမင်းဆက်40ကွန်းစောကြောင်ဖြူကောဇာ310နှစ်မင်းဆက်40ကျင်စိုးကောဇာတက္ကရာ333မင်းဆက်40နှစ်စုတ်ကတေးကောဇာတက္ကရာ339မင်းဆက်43အနော်ရထာကောဇာတက္ကရာ364အနော်ရထာစောမင်းဆက်44စောလူကောဇာတက္ကရာ309မင်းဆက်45ကျန်စစ်သားကောဇာတက္ကရာ423ထီးလိုက်ရှင်တရုတ်ပြည်ကိုတန်စေလွတ်ပါသည်မင်းဆက်46အလောင်းစီသူကောဇာတက္ကရာ450မင်းဆက်48မင်းရှင်စောထီနမ်းမယမင်းဆက်48နရတုကောဇာတက္ကရာ920ကလာကြမင်း
မင်းဆက်49နရတင်္ဂကောဇာတက္ကရေ923မင်းရင်နာယတင်္ဂမင်းဆက်50နရပတိစီတုကောဇာတက္ကရေ926မင်းဆက်50ဇေယတင်္ဂကောဇာတက္ကရေ959ထီလိုမင်းလိုမင်းဆက်50နှစ်ကြစွာကောဇာတက္ကရေ998ဓမ္မရာဇာဖွဲ့ခံမင်းဆက်53ဦးဇနာကောဇာတက္ကရေ998ပသိမ်စာမင်းဆက်54တိဟတုပြည်စာထီနမ်းမယမင်းဆက်55နရတိဟပတိကောဇာတက္ကရေ600နှစ်မင်းခွေးချေတရုတ်ပြေးမင်းမွန်ဂိုတာတာများပကံကိုဝင်ရောက်တိုက်ခိုက်သည်မင်းဆက်56ကျော်စွာကောဇာတက္ကရေ1289နှစ်646ဓမ္မရာဇာမင်းဆက်58စောနှစ်ကောဇာတက္ကရေ1300နှစ်660နှစ်မင်းဆက်58စောမွန်နှစ်ကောဇာတက္ကရေ1330နှစ်684ပစက်ရာဇဝင်သာရှိ၍တမိုင်းမှတ်တမ်းများခိုင်ခိုင်မာမာမရှိသေးခင်ကနန်းတက်သည့်ပကံရာဇဝင်ကိုအတိမတ်ပြုရန်ခဲရင်းပါသည်ထိုပစက်ရာဇဝင်များအရပကံမင်းဆက်သည်55ဆက်ရှိသည်ဟုဆိုတော်လဲတမိုင်းမှတ်တမ်းများကိုခိုင်မာသည်ဟုယူဆရသောကာလမဆာကနန်းတက်သည့်ပကံမင်းဆက်မှာအောက်ပါအတိုင်းဖြစ်သည်တဲကွန်းစော်ကြောင့်ဖြူနန်းတက်နှစ်89ရ64နှစ်ကျင်စိုးနန်းတက်နှစ်89ရ86 3စုတ်ကတေးနန်းတက်နှစ်89ရ90နှစ်4အနော်ယထာမင်းနန်းတက်နှစ်80 1044 1089 5စောလူနန်းတက်နှစ်80 1089 1084 6ကျန်စစ်သားနန်းတက်နှစ်80 1084 1113 9အလောင်းစီသူနန်းတက်နှစ်80 1009 10နှစ်1168 8နေရသူနန်းတက်နှစ်80 1160 1165 9နရတင်္ဂနန်းတက်နှစ်80 1180 10နရပတိစီသူနန်းတက်နှစ်80 1183 7ထီလိုမင်းလိုနန်းတက်နှစ်80 1210 10နှစ်ကြစွာနန်းတက်နှစ်80 1234 13ဦးဇနာနန်းတက်နှစ်80 1250 14နရတိဟပတိနန်းတက်နှစ်80 1254တရုတ်ပြည်မင်း15ကျော်စွာနန်းတက်နှစ်80 1289 16စောနှစ်နန်းတက်နှစ်80 1209 18 19စောမွန်နှစ်နန်းတက်နှစ်80 1325ပြင်ပြမင်းခရစ်846 886ပြင်ပြမင်းသည်စတုထပကံကိုတီထောင်သောမင်းဖြစ်သည်ပကံမင်းဆက်33ဆက်မြောက်ခဲလူမင်းပြီးနောက်တက်သောမင်းဖြစ်သည်ပြင်ပြပြခေါ်ပြင်ပြမင်းသည်ခရစ်849ကောဇာတက္ကရာ212ခုတွင်ပကံမြို့ကိုတီထောင်တော်မူသည်ပြင်ပြမင်းသည်စောခင်နှင့်မင်းနှင့်မိဖုရားတို့၏သားဖြစ်ပြီးခရစ်နှစ်816ခုနှစ်ခန့်တွင်ဖွားမြင်သည်ဟုမှန်းဆရသည်